မောင်လေးမပြောသေးတယ်ဟာလိုက်တာနော်ဟုတ်ဒါတွေကိုလုံးကကျွန်တော် channel ထွက်တဲ့ channel သီးနေသစ်တွေသိတယ်ငါပြောသေးကိုမြင်လိုက်တာနဲ့လေမောင်လေးချန်ထွက်တယ်ဆိုမမတန်းတည်တာဟောလေကြည့်ပါလားမပြောသေးရဲ့အလုံးကြီးတွေမြန်ကြည့်တော့အဲနေတာပဲကျွေးအော်ဒီဟာတွေကစားလို့မရဘူးခင်ဗျာအော်မောင်လေးရယ်မမတို့ကငွေနဲ့ကြီးနေပါတောင်းစားမှာမဟုတ်ဝယ်စားမှာဒီအလုံးလေးဆိုဘယ်လောက်ပေးရမလဲဘယ်ကြည့်နေတာဒီတော့ကြီးတဲ့ဟဲ့နေမသိမနဲ့လိုက်ပြီကျန်လေးအမလေးဘာလို့ဒီကောင်းလာတို့ဒီဟာရစားလို့ရတယ်ဆရာတော်မြောက်တော့ကပါသိပါတယ်ဟဲ့ရန်လေးရဒီမှာနင်းစားဆိုလဲငါတို့ကစားလို့စိမ့်နေတာဟုတ်လားဟဲ့မောင်လေးမနောက်ကအဝါရောင်လေးတွေဟုတ်တယ်ဝိုင်းလာတယ်ဆောင်းရအောင်ဆောင်းငေါ့ပေးမိကလေးတွေများဟဲ့နော်ငါပြောပြီးမြင်တယ်အင်းနေတော့မစိဘူးနက်နက်ကိုထပ်နေတာပဲဟုတ်ပါတယ်ဘယ်လိုဟာလဲမသိတာအဲ့ပါခဲ့နင်းမဟဲ့တောင်ကောင်လေးမအဲ့ဒါဘာကြီးလဲအချောက်ကြီးအေးငါ့ရဲ့6တယ်ကျဒီမှာမှတ်ထားငါနာမည်ကပိုးဦးခိုးမရွာကလာတာဟုတ်တယ်ပိတ်ဦးဟဲ့ဟာပိုးပါနေတော့ဘာထိုးတာဒီစမ်းတော့လေပိုးဦးဟဲ့ငါနာဘာမှမထုံကြားတယ်နေပုံစံပိန်းနေလို့ပိန်းဦးလို့ခေါ်တာနေမနေပိန်းဦးပဲဖြစ်ဖြစ်ပုံဦးပဲဖြစ်ဖြစ်စိတ်ဝင်စားဘူးငါပြောစောက်ဝယ်စိတ်ဟဲ့ဒီနော်အဲ့ငါပြောသေးကိုငါရင်တွေ့ပြီးငါရင်တောင်းထားတာငါလည်းစားမှာပေါ့ပြင်ငါရတယ်ပိန်းဦးဟာ你得စားထားလားတောင်းကြတယ်ပေါ့အားလုံးအဆင်ပြေသွားအောင်ကြောက်အေးယူပေးမယ်အခုကိစ္စနဲ့အကုန်လုံးကဒါလူမဆန်တဲ့အလုပ်လုပ်သွားတာကွာတိတိကျကျကိုကြောက်အေးယူပေးမယ်ယူပေးမယ်စိတ်ချပါဟေးဒီမှာသူတို့နာမည်ဘယ်သူလဲကွာပြောစမ်းသူနာမည်ဘယ်သူလဲဟဲ့စိတ်ကောလီနဲ့တန်ကောလီအဲ့ဒီနေရာဟဲ့နာမည်ကဘယ်သူစိတ်ကောလီနဲ့တန်ကောလီဟုတ်လားအေးယူမှဖြစ်မှာပေါ့ကွာဟာအိမ်လေးကနှကောင်အိမ်လေးကနှကောင်ကြားတယ်နော်နင်တို့ဒီမနေရလားခွေးကြတာကြားလို့မကောင်းသေးရဲ့နော်ကောင်းဖေမကောင်းဘာမကောင်းတာလဲဟိုပြက်ကီးကြောင်နေလေဟာဘာကီးကြောင်တာဘိုးကရလေအနေမြင့်မှာအဲ့လိုမှနားထောင်လို့ကောင်းတာဟောလေးရအိုးအနေမြင့်လေးနဲ့ပြောမှာဟုတ်လားအဲ့ဒါဆိုငါဒူမလေးကိုတပ်ပြစ်စင်လေးငါသမီးလေးကိုဟုတ်တယ်လေငါအဲ့လိုပြောရမှာလားအဲ့လိုမျိုးကြမှာအနေမြင့်လေးနဲ့နားထောင်လို့ကောင်းလဲအဲ့ဒီစားမှာလေးရလေဟုတ်လား